အိမ်အောင်တစ်ခုပြိုကွဲဖို့ဆိုတာခဏလေးပါဒါပေမဲ့အဲ့ဒီပြိုကွဲမှုနောက်ွယ်မှာတော့ကျမတို့သတိမထားမိတဲ့အစိတ်အတောက်တွေအများကြီးရှိနေတတ်ပါတယ်အစကတော့အဆင်ပြေခဲ့ကြတာပဲဒါပေမဲ့ဘယ်အချိန်ကစလို့တယောက်မျက်နှာတယောက်မကြည့်ချင်တော့တာလဲဘယ်အချိန်ကစလို့အိမ်ပြန်ရမှာကိုစိတ်ညစ်လာတာလဲအိမ်အောင်တစ်ခုကိုအမှန်တကယ်ပြိုကွဲစေတဲ့အချက်တွေကတော့နံပါတ်1ယုံကြည်မှုပြတ်ပြားခြင်းဖောက်ပြန်မှုတွေမကပဲတယောက်ကိုတယောက်လိမ်ညာတာလျှို့ဝှက်ချက်တွေထားတာဟာယုံကြည်မှုအုံမြစ်ကိုဖြိုချလိုက်တာပါပဲယုံကြည်မှုမရှိတဲ့အိမ်မှာစိုးရိမ်စိတ်တွေပဲကြီးစိုးနေပါလိမ့်မယ်နံပါတ်2အပြန်အလှန်လေးစားမှုမရှိခြင်းတစ်ဖက်လူရဲ့စူးစမ်းမှုကိုအတိမတ်မပြူတာသူတစ်ပါးရှေ့မှာနှိမ်ချတာသူ့ရဲ့ခံစားချက်ကိုတန်ဖိုးမထားတာတွေကအိမ်အောင်ရေးကိုပြိုကွဲစေနိုင်တဲ့အစိတ်အတောက်တွေပါပဲနံပါတ်3ဆက်သွယ်ပြောဆိုမှုဖြတ်တောက်ခြင်းပြဿနာရှိရင်ပုံမှန်လွယ်မဆွေးနွေးပဲအတန်တိတ်နေနေတာတယောက်ကိုတယောက်ရန်သူလိုသဘောထားပြီးစကားမပြောဘဲနေတာဟာအကွာအဝေးကိုပိုဝေးစေပါတယ်နံပါတ်4ကိုယ်ပိုင်အတ္တကိုရှေ့တင်နေမိသားစုထက်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ရဲ့အမှန်ဖြစ်မှုကိုပဲအလေးထားလာတဲ့အခါအိမ်အောင်ရေးဟာမျှဝေခြင်းမဟုတ်တော့ပဲလူယူခြင်းဖြစ်လာပါတယ်နံပါတ်5စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆဲဆိုခြင်းစိတ်ဒဏ်ရာပေးခြင်းဒါမှမဟုတ်ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းတွေဟာဘလို့မှလက်မခံတဲ့အချက်တွေဖြစ်ပြီးအိမ်အောင်ရေးကိုအမြန်ဆုံးပြုတ်ကွဲစေပါတယ်အိမ်အောင်တစ်ခုတည်မြဲဖို့ဆိုတာနှစ်ဦးလုံးရဲ့စူးစမ်းမှုလိုအပ်ပါတယ်အိမ်အောင်ရေးဆိုတာနှစ်ယောက်တူစောက်ရတဲ့တိုက်အိမ်လေးလိုပါပဲခြေကအုံမြစ်တွေပျက်စီးနေရင်ဘလောက်ပဲလှအောင်ပြပြပြိုကျသွားနိုင်ပါတယ်ကိုအိမ်အောင်ရေးမှာဒီအန်ရရှိတဲ့အချက်တွေရှိနေလားဆိုတာအချိန်မီစမ်းစစ်ကြည့်လိုက်ပါအေဂျင့်သားရပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝတွေကိုအမြဲထောင်ရပိုင်ဆိုင်နိုင်ကြပါစေ